သူမကတော့အာဖရိကမှာအလားဆုံးကောင်မလေးပါမျက်လုံးလေးကအသက်ဖြစ်ပြီးနှာခမ်းဒီလေးကိုထပ်ဆိုလိုက်တော့ယောက်ျားတွေအကုန်လုံးရဲ့အသေးဆွဲဖြစ်နေပါတော့တယ်စပင်းမရှိတဲ့နောက်စိတ်ကတုံးလေးကိုအသက်60အဖိုးကြီးတွေတောင်လဲပြန်လှည့်ကြည့်ကြရပြီးအကုန်လုံးကောင်မလေးကိုလက်ထပ်ပြီးအိမ်ခေါ်သွားခြင်းနေကြပါတယ်ဒီနေ့တိုက်ဆိုင်တာကတော့အာဖရိကလူမျိုးတွေရဲ့အလှမင်းသမီးရွေးချယ်မှုပြိုင်ပွဲပါအနိုင်ရတဲ့သူကိုအာဖရိကရဲ့အချောဆုံးကောင်လေးကလက်ထပ်ပြီးအိမ်ခေါ်သွားနိုင်မှာပါကောင်မလေးတိုင်းရဲ့မျက်လုံးတိုင်းမှာကောင်လေးကအချောဆုံးဖြစ်ပြီးသွားလေးတွေအကုန်လုံးကလည်းညီတယ်လို့ပဲမြင်ကြတယ်ကောင်မလေးတယောက်ကထူးထောက်ပြီးကောင်လေးကိုလက်ထပ်ခွင့်တောင်းတယ်ကောင်လေးရဲ့ကောင်မလေးတွေအပေါ်ကြီးတဲ့စံနှုန်းကတော့အယံမြင့်ပါတယ်အာဖရိကရဲ့အလှဆုံးကောင်မလေးကသာသူ့ရဲ့စံနှုန်းတွေနဲ့ကိုက်ညီတာပါကောင်မလေးကလည်းအခြားသူတွေဆိုရင်တော့သူနဲ့မတန်ဘူးလို့ပဲမြင်တယ်အသက်60ရှိတာတောင်ကောင်မလေးကလှနေတော့မယ်ဒီလိုကောင်ချော်လေးကသာသူနဲ့လိုက်ဖက်တယ်လို့ထင်တယ်အဲ့တော့အချောဆုံးရွေးချယ်မှုပြန်ပွဲမှာအနိုင်ရအောင်ကြိုးစားတယ်ကောင်မလေးကအမိုက်ပုံတွေကမျက်ခုံးမွေးစေတဲ့နှုတ်ခမ်းတွေကိုအမြန်ကောက်ယူပြီးမျက်နှာပေါ်မှာဆွဲပါတယ်ကောင်မလေးရဲ့အလှပြင်မှုနှုန်းကတော့ကျွန်တော်တို့အနီးကပ်သွားထိုင်ကြည့်ခြင်းမိပါတယ်အလှပြင်ပြီးတော့ပြန်ပွဲနေရာကိုအမြန်သွားပါတယ်ကောင်ကျော်လေးကိုတခြားသူတွေဥသွားမှာဆိုလို့အမြန်သွားတယ်အမွာညီမနှစ်ယောက်လည်းကောင်လေးကိုရဖို့ပြန်ပွဲကိုလာနေကြပြီးနှစ်ယောက်သားရန်ဖြစ်နေကြတယ်နှစ်ယောက်သားယုံကြည်မှုအပြည့်ရှိနေပြီးဝါနေတဲ့အစီတုံးလေးတွေကသူတို့ရဲ့ထူခြားတဲ့အလှလို့မြင်နေကြတယ်သူတို့အကုန်လုံးကကိုယ်ပိုင်ယုံကြည်မှုတွေရှိကြပြီးကောင်လေးရဲ့ရွေးချယ်မှုကိုရကြမယ်လို့ထင်ကြတယ်ကန်ဆိုရာကတော့ညီမနှစ်ယောက်လမ်းဘေးပါကားတစ်စီးမှငှားလို့မရကြတော့ပြန်ပွဲချိန်ကလည်းနီလာတော့နှစ်ယောက်သားစိုးရိမ်နေကြပါပြီကန်ကောင်တော့ဆိုင်ကယ်နဲ့ကောင်လေးတယောက်ရောက်လာတယ်ကောင်လေးဆိုင်ကယ်ရက်လိုက်တာနဲ့နှစ်ယောက်သားတက်ဖို့ကြိုးစားတော့ကောင်လေးလန့်သွားတယ်ညီမနှစ်ယောက်ကအကူကြီးအတင်းတောင်းတော့ကောင်လေးလည်းဆိုင်ကယ်ပေါ်ကဆင်းလိုက်ပြီးညီမနှစ်ယောက်ကိုပေးစီလိုက်ပေမဲ့ညီမနှစ်ယောက်ကဆိုင်ကယ်မစီးတတ်ပါဘူးပြန်ပွဲကလည်းစားတော့မှဆိုတော့နှစ်ယောက်သားအလင်းလုံးနေတော့ကောင်လေးလည်းပင်ကိုဖတ်တွယ်လိုက်ပြီးဆိုင်ကယ်ပေါ်ခုန်တက်ကြတယ်ကောင်လေးကလည်းလန့်ပြီးတော့သေးတောင်ထွက်ကြကထွက်ပြေးဖို့ကြိုးစားတော့တယ်ဆိုင်ကယ်ပေါ်ကဆင်းဖို့အော်ပြောပြီးထွက်သွားတော့တယ်ညီမနှစ်ယောက်လည်းဒီလိုနဲ့ပြန်ပွဲဝင်လို့မရတော့ပါဘူးဒီချော်လေးကတော့အနိုင်ရတော့မှအသေးချပါပဲ